ဒီနေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Telegram ဂိမ်းမှာခေတ်စားနေတဲ့ COC ဂိမ်းလေးအကြောင်းကိုကျွန်တော်လာပြောပြပေးရဖြစ်ပါတယ်ခဏလေးစောက်ပေါ့နော်သူဂိမ်းထဲကိုဝင်နေလို့ဒီကောင်လေးရဲ့စုပ်ပုံစုံနေတော့ကျွန်တော်မပြောပြတော့ဒီကောင်ရဲ့စုပ်ပုံစုံနေရကျွန်တော်တို့အခုမှစားဆုံးမဲ့လူတွေဆိုရင်သူပြပေးတယ်ပေါ့နော်သူပြတဲ့အတိုင်းကိုကျွန်တော်တို့လိုက်ပြီးတော့နှိပ်ပေးအောင်ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်ဘယ်နေအောင်သွားပြမလဲဆိုတော့ကျွန်တော်ဒီ coin လေးပေါ့နော်ကျွန်တော်ငွေထုတ်မဲ့ coin လေးဒီ coin လေးတက်ဖို့ဆိုရင်ကျွန်တော်အောက်ဆုံးအောင်ပေါ့နော်ဒီ post ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်post ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပို့ရနေပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့မှာပေါ့နော်ဒီလေဝယ်ရမယ်ပေါ့နော် Y8 ဆိုတဲ့ဟာလေးဒီလေးဝယ်ရမယ်အဲဆိုကျွန်တော်တို့လေလေးကိုတစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီ diamond 3000ရမယ်ပေါ့နော် diamond 3000ဒီ diamond ကျွန်တော်တို့ဘယ်က diamond လဲဆိုတော့ဒီအပေါ်က diamond လေးပေါ့နော်အဲ့ဒါလေး3000ဆိုရင်ကျွန်တော်တို့ဒီလေတစ်စင်းဝယ်လို့ရမယ်ဒီ diamond ကလည်းကျွန်တော်ဘယ်ရရမလဲဆိုတော့ကျွန်တော်တို့လွယ်လေးပေါ့နော်တော့ဘယ်ရရမလဲဆိုတော့ကျွန်တော်ဒီမှာပေါက်တူနဲ့လည်းရှိအဲ့နေအောင်ကျွန်တော်တစ်ချက်သွားဒီမှာဂိမ်းလေးစုံနေပေါ့အဲ့မှာဒီလိုလေးနှိပ်လိုက်ပြီးတော့သူတို့စားတိုက်နေပေါ့နော်အဂိမ်းလေးစုံနေကျွန်တော်တို့ဒီ diamond တွေရနိုင်တယ်ပေါ့နော်ပြီးရင်ရောဒီညာပဲထပ်သွားမယ်ပေါ့နော်ကျွန်တော်ကြံခဲ့လို့ပေါ့နော်ညာပဲထပ်သွားမယ်ကျွန်တော်တို့ဒီလေအကြီးဝယ်ုံနဲ့ကျွန်တော်တို့မပြီးဘူးပေါ့နော်ကျွန်တော်တို့အသေးလေးတွေဝယ်ရမယ်အတွက် short ဆိုတော့အဲ့ဒါလေးတွေပေါင်းထည့်ရမယ်ပေါ့နော်ဝယ်ဖို့ကလည်းဒီမှာလွယ်လေးပါဒီကောင်လေးကိုနှိပ်ပြီးတော့ကိုကြိုက်သလောက်အမောက်ထားလို့ရတယ်ပေါ့နော်ကိုကဘယ်နှနိုင်ထားခြင်းလဲဆိုတာကိုဒီမှာသူ့နိုင်နဲ့သူပြတယ်ဒီမှာသူ့နိုင်နဲ့သူပြတယ်ပေါ့နော်ဒီမှာသူ့နိုင်နဲ့သူပြတယ်အဲဆိုကိုထားခြင်းသလောက်ပေါ့နော်ဥပမာကျွန်တော်အစမ်းဝယ်ပြမယ်ကျွန်တော်ဘယ်လောက်ဝယ်မလဲ68လောက်ဝယ်လိုက်မှာနော်60ဝယ်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာဒီနေရာလေးကိုပေါ့နော် star v လေးဆိုတာရှိအဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါင်းသွားပြီပေါ့နော်သူဒီအောက်မှာသွားပေါင်းမယ်ဒါအလေလေးကိုတစ်ချက်သွားမယ်ကျွန်တော်ဒီလိုပဲနှိပ်ပြီးနေပေါ့နော်နှိပ်ပြီးလို့ရတယ်ကျွန်တော်တို့ဒီ speed ဆိုရင်မှာတော့ဒီနေရာကိုဆက်နှိပ်လိုက်ပေါ့နော်ကျွန်တော်များပြတဲ့နေရာအဲ့နေရာကနေကျွန်တော်တစ်ချက်သွားဝင်လိုက်ပေါ့နော်အဲ့မှာကျွန်တော်တို့ speed တိုးလို့ရတယ်ပေါ့နော်ကျွန်တော်ပထမ1ကျွန်တော်အခု2တိုးထားတယ်ပေါ့နော်ပြီးစေးလိုက်ကျွန်တော်ယူပြမယ်ပေါ့နော် diamond ဘယ်နာရလဲဆိုတော့ဒီမှာဒီဘရင်ခေါင်းပုံစံလေးရောပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်မယ်ဒီမှာ diamond 200တော့ရမယ်ပေါ့နော်အဲ့ကျွန်တော်တစ်ချက်ထည့်ယူလိုက်မယ်နောက်ချက်ထပ်ပေါ်နေရပေါ့နော်ဒီမှာနောက်ချက်ဒီလိုအနီစက်လေးတွေပေါ်ကျွန်တော်လိုက်နှိပ်ပေါ့နော်ဒီလိုအနီစက်လေးတွေကကျွန်တော်တို့ဟိုက diamond တွေရတယ်ပေါ့နော်အနီစက်လေးပေါ်လာပြီပေါ့နော်ကျွန်တော်ထပ်နေမယ်ပြီးကျွန်တော်ခဏဆောက်ပေါ့နော်အမှနေရာထည့်ရတယ်ပေါ့နော်ဒီမှာ1500တော့ဖြစ်သွားပြီဟိုအပေါ်မှာ1500ဖြစ်သွားပြီပြီးတော့ကျွန်တော်တို့ဂိုးလေးယူပါမယ်ပေါ့နော်အဲဒီမှာဂိုးလေးပေါ့နော်ဂိုးလေးလေးချက်ယူခဲ့မယ်ပြီးကျွန်တော်ဒီအပေါ်မှာလေးပြရတယ်ပေါ့နော်အနီစက်လေးပြရင်ကျွန်တော်လိုက်နေပေါ့နော်ဒီမှာဒီဟာလေးတစ်ချက်နေအဲဒီမှာ900ရအောင်ပေါ့ဗီဒီယိုလေးကတော့ပါပဲမနာလေးတာချင်းကျွန်တော်တဲ့reviewမှာလာမေးလို့ရပါတယ်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like subscribe နဲ့ဘေးနားခေါင်းလေးကိုနှိပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်